ဖုန်းဆိုရင်ဘက်ထရီအမီယာလေးကြီးကြီးကင်မရာကလည်း flash ရှင်းစဖြစ်နေရမယ်ဆိုတဲ့ဖုန်းမျိုးရှာနေလားဒါဆိုရင်တော့ Redmi Note 15 Pro ဖုန်းလေးကရွေးချယ်တင်ဆုံးပါပဲ။သူ့မှာက IP69 ပါလို့ရေနဲ့ဖုံမုံတန်ကိုမှုကြံမလို့ပါဘူး။ Screen ကလည်း 6.3 inch 1.5K AMOLED ဖြစ်ပြီး3200 nits ပါဝင်လို့နေပူတဲ့သုံးလဲ AC ပါပဲ။ Performance ဘိုင်းမှာဆိုရင်လည်း Snapdragon 7 ရဲ့ဂျမ်မိုးချစ်ဆက်ကိုသုံးပေးထားတဲ့အတွက်ဂိမ်းတွေကိုစိတ်ကြိုက်ဆော့နိုင်ပါတယ်။အကြိုက်ဆုံးကတော့ OIS ပါဝင်တဲ့200 megapixel main camera ကြီးပါပဲ။ဘက်ထရီကလည်း6500 mAh တောင်ပါတာဆိုတော့တနေ့ကုန်စိတ်ကြိုက်သုံးနိုင်ပါတယ်။ဒါအပြင်ကိုမှအကုန်သွားရင်လည်း100 level hyper charger နဲ့ဆိုတော့အားမြန်ပြည့်စီပါတယ်။အဲ့ဒါကြောင့်အခုပြပြပေးသွားတဲ့ Redmi Note 15 Pro ဖုန်းလေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page ကနေမှာယူနိုင်တယ်လို့ Hello Mobile ရဲ့ဆိုင်ခွဲ9ဆိုင်လုံးမှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။